အမလီဒီနေ့ casual conformal ကိုဝယ်လို့ရမယ့် dress လေးတွေကို try ဟောပြပြပေးပါမယ်။နောက်ဆုံးဒီ dress လေးကအနီရင့်ရောင်လေးဆိုတော့အသားလေးတော်တော်ဆောင်နေလို့ခံစားရပါတယ်။ပြီးတော့သူ့ရဲ့ကျိုးဆိုလည်းအရှင်ဆိုတော့ကိုကြိုက်တယ်လို့ styling လုပ်ပြီးဝယ်လို့ရတယ်ပေါ့နော်။ဒီရပတ်နာပန်းပွင့်လေးကကြတော့တစ်ခါအင်ကြီးမှာတွဲချုပ်ပြီးသားပါ။အနောက်စစ်လေးနဲ့ဝယ်ရတာပါ။ပြီးတော့အမလီသူ့ရဲ့ cutting လေးကိုတော်တော်လေးသဘောကျတယ်။ dress ကလည်းအရင်မတူဘူးပေါ့နော်။ဒီနောက်ထပ်အဖြူရောင် dress လေးကကြတော့အမလီ Korean office wear ပုံစံလေးပေါက်ပါတယ်။အမလီဒီ dress လေးကိုအရင်သဘောကျပေါ့နော်။ချစ်ဖို့လည်းကောင်းပြီးတော့တော်တော်လေးလည်းလှပါတယ်။ basic နဲ့ဝယ်ရတာပေါ့နော်။အမလီဒီအောက်မှာဆိုလည်းတစ်ထက်ခံပြီးချုပ်ပေးထားတယ်။အမေကအခုလိုမျိုးစီပြီးဝေးထားပို့ပြီးကြိတ်ပါတယ်။အမေလက်နာဆိုလဲဖောင်ဖောင်လေးလုပ်ပေးထားတော့ဝေးရလဲတော်တော်လေး comfort ဖြစ်ပါတယ်။ဒီထဲလေးကိုဝယ်ခြင်းနဲ့ဆိုရင်လက်လီရောလက်ကောက်ရပါတယ်နော်။ဒီ dress အမဲရောင်လေးကကြတော့ပိုးသားအီအီလေးကိုမှလက်နာမှာဆိုလဲထုတ်သီးလေးနဲ့ချုပ်ပေးထားတော့တွေ့ရပါတယ်။အမေတို့ဒီ dress လေးကို office wear ရော dinner party တွားတဲ့ခါလဲဝယ်လို့တော်တော်လေးအဆင်ပြေပေါ့နော်။အမေတို့ရဲ့ design လေးကလေ smart elegant ဖြစ်တဲ့ design လေးပေါ့နော်။အမေတို့ရဲ့ design တော်တော်လေးသဘောကျနေတယ်။နောက်ထပ်ဒီအနီရောင်ဆက်လေးကကြတော့ဒီအမေတို့ဆမ်းမအတွက်ဆိုတော်တော်လေးအဆင်ပြေပေါ့နော်။ဝေးရတော်တော်လေး comfort ဖြစ်ပါတယ်။ဒီအထည်မှာဆိုရင်အင်ကြီးကရိုးရိုးလေးစုပ်ပေးမဲ့လေဒီကျိုးနားလေးကိုပလဲလေးနဲ့လုပ်ပေးထားတာကိုကျက်သူတို့ styling လုပ်လို့ရတယ်ပေါ့နော်။အမေကဒီလိုမျိုးလေးဝတ်ထားပါတယ်။အမေဒီအထည်ကိုကြိုက်လားမကြိုက်လားရုပ်ကိုတာကြည့်ပါဦး။နောက်ထပ်ရွေးချယ်စရာအယောင်လေးလည်းရှိရပေါ့နော်။ဒီအသားရောင်လေးကကြောက်တော်တော်လေးအသားဆောင်ပါတယ်။ဒီခါကျိုးနာပလဲလေးကိုအခုလိုမျိုးလေးအောက်ချပြီးဝတ်လိုက်တယ်ပေါ့နော်။တွေ့ပါမိဆိုလဲတဲဘွားဒီဇိုင်းလေးပေါ့နော်။အမေကဝေးရကြိုက်တဲ့ကောင်မလေးတွေအတွက်ဒီလိုမျိုး oplet လေးလည်းရှိပါတယ်။ဒီခါတော့ play ကိုဒီလိုအရှိနဲ့အနောက်မှာထပ်ထားရပေါ့နော်။သူကရင်ဘက်နာမှာကြက်ထားပြီးအောက်နာအပွားဆိုတော့လေခနာကိုလေးလည်းပေါ်ပါတယ်။အမေဝတ်ပြသွားတဲ့ဒီအယောင်၃ယောက်လုံးဝယ်ခြင်းနဲ့ဆိုရင်လက်လီရောလက်ကောက်ရပါတယ်။ဒီ dress လေးကတော့အုတ်ကြိုးရောင်လေးပေါ့နော်။အမေရဲ့အကြိုက်ရဆုံး dress နဲ့မှာပါပါတယ်။ပြောချင်ဆုံးကတော့သူ့ရဲ့ cutting ပေါ့နော်။သူ့ရဲ့ cutting လုံးဝချက်ကန့်နေပါအနောက်မှာကျိုးချီလေးလည်းပါလို့လေခါနာပွားနေမှာလုံးဝစိတ်ပူကြမလို့ပြီးတော့သူ့ရဲ့ lemay design နဲ့ဒီချုပ်ထားတဲ့ design ကြီးကတော်တော်လေးလာပါတယ်နောက်ထပ်အရောင်ခွဲနေနဲ့ဒီဖြူရောင်လေးလည်းရှိရပေါ့နော်အဖြူရောင်ဆိုတော့လေအမျိုးသူကအောက်မှာနောက်တစ်ထပ်လေးခံပြီးချုပ်ပေးထားတာတွေ့ရပါတယ်သူ့ရဲ့ချုပ်ရိုးချုပ်သားလေးကလေတော်တော်လေးတည်တက်တယ်ပြီးတော့ဒီရေပတ်နာမှာဆိုအခွဲလေးလည်းပါတယ်ပေါ့နော်အနောက်စစ်လေးနဲ့ဝေးရတာပါဒီထည်လေးလည်းလက်လျောလက်ကောက်ရပါတယ်နော်ဒီ dress တွေကကြတော့စာကူမအောက်မှာတစ်ထပ်ခံပြီးချုပ်ပေးထားလေးပေါ့နော်ဒီလိုကျိုးချီလေးလည်းပါပါတယ်အမျိုးတို့ဒီ dress တွေကကြတော့လေဝတ်ထားလို့ရှင်တော်တော်လေးတင့်တယ်ပါတယ်ရိုးရိုးလေးနဲ့လှရဲဆိုတာဒါမျိုးပြောရပါဘောနော်အမလီဒီထဲမှာဆိုရင်သူ့ရဲ့ဒီလက်နာ design လေးရယ်ပြီးတော့ဒီလိုအနောက်ကျိုးချီလေးလည်းပါတာလေးကိုတော်တော်လေးသဘောကျပါတယ်ဒီပန်းရောင်အထည်လေးကကြတော့စောသားလေးနည်းနည်းပါတယ်အမလီသူ့အကြည့်ကြော်လေးရိုးရိုးလေးဆိုပေမဲ့ခဏကိုပေါ်တင်လိုက်တော့မှပို့ပြီးတော့ design ကပို့ပေါ်တာပေါ့နော်သူ့ဆိုလို့ရှင်ပွက်တက်ဝစ်ပြီးတော့လုံးဝ photo shoot ရိုက်တဲ့အခါမျိုးဝစ်လို့တော်တော်လေးလှပါတယ်အထည်ကလုံးဝခဏကိုနဲ့ချက်ကန့်နေရကြမလို့ခဏကိုရှိရသွေးဆိုပို့ပြီးတော့လှအောင်မှာပေါ့နော်အမလီဝစ်ပြတ်သွားတဲ့အထည်လေးတွေကိုလက်လီရောလက်ကောက်ဝယ်ခြင်းနဲ့ဆိုရင်တော့ Facebook page wave outfit collection မှာဝယ်လို့ရပါတယ်နော်ဒီလေးကိုစုံထိကြည့်ပြီးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်